ငလေးကြီးလုံးလိုက်တော့ဒီကပါတော့ဒီပဲထားတာလေးဟိုဒီကလေးမလုံးလိုက်တဲ့ပုံမှာဟောစိတ်ကိုဘလို့စစ်ပြီးတော့ပြန်ပြည့်အော်တော့ဒါကမနေပြောရင်တော့ရတယ်အဲ့ခုစီခဲ့ရစူစီခဲ့ရတာပေါ့ဗျာရပြီရပိုင်းနဲ့ဝိုင်းဝင်ပြီးတော့ပြည်စည်းပြီးတော့လည်းဒီလိုလူတန်းလေးဖြစ်သွားတာဗျာဒီလိုရင်းနဲ့ပြီးတော့တော့ကျွန်တော်အကုန်လုံးပစ္စည်းဆုံးလုံးတော့ကျွန်တော်စိတ်တော်ကြာတော့တာပေါ့။ဘာမှကျတော့လည်းစိတ်ကြလို့ဖြစ်ဘူးလေနော်။ကိုကြီးရဲ့ချက်ကလည်းပြတ်မခံနိုင်ဘူး။ကိုသားသမီးလေးကိုလည်းလူပေးချင်တာပေါ့။တားရောက်ကြလေးမွေးတာဆိုဒီကလေးမြတ်ကိုလူပေးချင်တဲ့စိတ်ဆန္ဒလေးနဲ့ပြန်ပြီးတိုးသားရတယ်။ဟုတ်ကဲ့ဟုတ်။မပြောတာပေါ့။ခါမှဒီလောက်ကြီးလူရမယ်တော့တွေးမနေဘူး။အဲ့တော့ကျွန်တော်တို့ကလည်းလိုမျိုးတယောက်သားကိုချွေးတဲ့တဲ့ကိုရုံးကန်ပြီးရှားတာဆိုတော့နောက်ကြီးလူနိုင်နိုင်မယ်ကိုတွေးမထားဘူး။ဒါပေမဲ့ဒီလိုရွေးချက်ရှိလိုက်တာနဲ့ဟိုအဆင်ပြေသွားတယ်ကိုတိုင်းပြီးဝင်လာပါဟုတ်နဲ့တော့ပြောပြတော့တကားမရှိတော့တာအဲ့ဒီပြေကတော့တက်တော့ပြေးရတာပဲငိုးနေတာပေါ့ဒါပေမဲ့လည်းအဲ့လိုမျိုးစိတ်တက်ကြပြီးနေလို့မှမရဘူးလူကပြန်ကြိုးစားတယ်ကိုမကဲနဲ့ကိုလည်းဒူမကဲနဲ့အဲ့ဒီပြေးရတီကတော့ပြန်တွေးကြည့်ပြန်တွေးတိုင်းနဲ့ဝင်နေမိတယ်ကြောက်လဲကြောက်ရုံမိတယ်ဟုတ်ကဲ့ကြိုးစားတော့ပေါ့ဆိုတော့ဘာမှမရှိတော့ဘူးစုံလုံးနဲ့နေတာဒီကရကြကတော့စိနာကောင်းကံကောင်းပါကိုစိနာတွေကိုရရတာပေါ့တော့ဘယ်တော့ကိုတော့ရောက်လဲအများသူအတွက်ကိုစေနာသားပြီးဆောင်ရွက်ပြီးကိုလည်းစေနာတန်တရောက်ပါလေပြောပြပါမယ်လားလိုမျိုးမီးအောင်ပြီးပြည်ဥစ္စာဆုံးသွားပြီးတဲ့နောက်ပိုင်းမှာစိတ်တက်တော့ကြာတယ်ဒါပေမဲ့စိတ်တက်ကြနေလို့မရဘူးလေ80ရမှာပဲအဲ့တော့ကျွန်တော်ကလည်းအကောင်းဆုံးစူးစမ်းပြီးပြန်ပြီးရှင်းတယ်တော့ကြလေမွေးကနေသူ့မဲ့စိတ်ကွက်ရှိပါတယ်ဒါပေမဲ့သူ့မဲ့စိတ်ကူးရှိပြီးစူတောင်းရင်းနဲ့ဒီရွယ်ချက်လေးတစ်ခုပြည့်ကနေကြမှာဒီလိုမျိုးမီးရလောင်ရင်းနေလောက်တော့ဒီရွယ်ချက်လေးကပြတ်သွားတာပေါ့ပြတ်သွားတာဆိုတော့ရွယ်ချက်ပြတ်တာမဟုတ်ဘူးပေါ့ဝေးကြီးခက်ခဲသွားဒါပေမဲ့လည်းမဖြစ်ရမနေပြန်ပြီးလူမဲ့စိတ်တက်နေပြန်ညိုးလာတာမလင်းလို့ခုနလအတွင်ကိုကျွန်တော်တို့ပြန်ပြီးဒီလိုလူနာအောင်ကြိုးစားခဲ့တာဘလောက်ပဲခက်ခဲတွေစိတ်တက်မကြပါဘူးလို့ကဲဆိုတာအများနဲ့စိုးမနေပါဘူးအများနဲ့ကောင်းကောင်းကြီးနေရောက်လာမှာစိုးပြီးတော့ကောင်းလားတော့လည်းကတော့ဗျာတော့လေကလေးရလဲသူကကလေးလုတ်ကြီးကလူချင်းနဲ့စံတာလေးရှိတာပေါ့ရှိနေတဲ့အခါကျကျွန်တော်ကဗျာကျွန်တော်သူကအကုန်အားလုံးညာအတွက်လုတ်ပေးဖို့အစောကြီးကလည်းပြောတာရှိပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကလည်းလူရေးတင်းရဆိုတော့တိုင်းကကြောဓမ္မရောပေါ့နော်393ဒီလူရေးတင်းရောဓမ္မရောရဲ့ဥက္ကဋ္ဌအတွင်းကြီးပေါ့နော်အဖွဲ့ဝင်ပေါင်းစုံကနေပြီးတော့ပါဝင်လူကြီးကြီးကျွတ်ကျွန်တော်တို့ကလည်းဒီလိုအတူကြီးကိုအောင်မြင်ဖြစ်ပါနိုင်တာအားလုံးဝိုင်းကြပါလေရက်ွက်ရဲ့အတင်းတင်းသားရောဘောဘကအားလုံးအားရှိတဲ့ဒီမှာကျွန်တော်ချက်ပြိုရေးလက်ချက်ပြိုရေးကျွန်တော်ဒီအခန်းကျင်းမှုရေးအဲ့တော့အဲ့တိုင်းဒီမှာမင်းရကျွန်တော်ရှင်းအောင်ရေးတဲ့အချိန်မှာလည်းအားလုံးကလည်းဝိုင်းကြပါတယ်အကုန်ရှိတဲ့ဒီရဲ့မိကလေးပေါ့နော်အားလုံးဒီလိုကကျွန်တော်ကလည်းကျွန်တော်ကျင်းပနိုင်တယ်ပါဟုတ်ကဲ့ဒီကားလေးကတော့ကျွန်တော်တို့ခုလိုစီစီကားကတိုက်တိုက်မြိုင်မြိုင်နေပေါ့ဗျာနော်ကျွန်တော်တို့အတူတော်ကြီးအောင်မြင်နေတဲ့ကျင်းပနိုင်တာရဲ့တို့ဒီအကုန်လုံးအားလုံးအထက်ထက်မှာဝိုင်းဝန်းကပူးကြတဲ့ရက်ွက်တာတင်းတာအားလုံးပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေပေါင်းတင်ပေါ့ဗျာမောင်ရဲ့ဥက္ကဋ္ဌဒီအားလုံးလည်းတို့ဒီလိုအောင်မြင်ကြနိုင်တဲ့အတွက်ကျွန်တော်အထူးလေးဝင်တာပါတယ်ကိုယ်လည်းပူးပါတယ်ဒါတို့ရဲ့ဒီရဲ့ဒီကပွဲကြီးအောင်မြင်နေတဲ့ကျွန်တော်တို့ဝိုင်းဝန်းလုပ်ရတဲ့အတွက်ကျွန်တော်ဒီဝတ်တာအားလုံးရှိပါတယ်အခုလိုလည်းကိုမြင်ရပြီးတော့ကျွန်တော်တို့လည်းဒီလိုလုပ်ပြီးဒီကလည်းကျွန်တော်အများနဲ့ဒီကိစ္စမှာတယ်ဘုံကမ်းမဲ့ရောက်ပါတယ်နော်ဒါတွေပြောချင်ပါတယ်
ရှိ